Okay, so ဒီနေ့ဒီ video lesson မှာဆိုရင်ကျွန်တော်ခီးများဆုံးထိဆိုတဲ့တခြင်းရဲ့ intro ဒီခဏကိုကျွန်တော်လေ့လာကြမှာပေါ့နော် so ဒီခြင်းအားဆိုရင်ကျွန်တော် key D ပေါ့ဒါပေမဲ့ကျွန်တော် C position နဲ့တီးမှာဖြစ်ပါတယ်သူရဲ့ origin မှာကြာတော့ဒါ C position နဲ့တီးထားပါတော့ so C ပြီးကျွန်တော် C sharp ပြီး D ပေါ့နော် okay so တခြင်းမှာပါရကိုတစ်ချက်လေးကြည့်မယ် C G A minor F ပေါ့နော် okay so ကျွန်တော် C ကောက်ကိုင်မယ်ဒါစီကောပေါ့နော်ပြီးကျွန်တော်ငါးကြောနဲ့စဆွဲမှာပေါ့နော်ဆိုတော့ဒါပေါက်လိုက်မှာပေါ့နော်လက်မလေးပေါ့ပြီးရင်လက်ညှိုးနဲ့ကျွန်တော်သုံးကြောပေါ့နော်ပြီးရင်လက်တောင်ကြောနေကြောရဲ့သုံးခွက်ကိုဖြီးထားမှာပေါ့နော်ဒါဆိုရင် CN9 အတန်ထွက်မှာပြီးရင် down strum ဒါ return ပေါ့နော်ပြီးကျွန်တော်လက်ညှိုးပေါက်မှာပေါ့နော်ဒီကြောရဲ့ပထမခွက်ပေါက်မှာဒီကောင်လေးကစားမအောင်ဆောပြန်ကြည့်မယ်ပြီးကျွန်တော် G chord နော်ဒါ G ဆိုတော့ G chord လည်းအဲ့တိုင်းပဲတီးမှာပေါ့နော်ဆိုတော့ G chord ကျွန်တော်6ကြောနဲ့မတီးတော့ဘူးဆိုတော့9ကြောနဲ့စဆွဲမှာပေါ့နော်ပြီးကျွန်တော်လက်တန်းကိုနေကြောရဲ့3ခွက်မှာဖြီးထားမယ်နော်ပြီး9ကြော3ကြောပြီးလက်ခတ်ပေါ့နော်ဒီခဏတီးခဲ့တဲ့အတိုင်းလက်ညှို့ပေါက်မယ်နော်ဒီကောင်လေးကစားမအောင်ဆောက်နာ C နဲ့ G နဲ့ပေါင်းမယ်ပြီးကျွန်တော် A minor ပေါ့နော်လေးကျော်နဲ့စပေါက်မှာပေါ့နော်ပြီး3ကျော်ဆိုတော့လက်တောင်ကြတော့1ကျော်ရဲ့3ခွက်ပေါ့နော်ပြီးကျွန်တော်3ကျော်ပေါက်မှာနော်3ကျော်ပြီးနှစ်ခွက်မှာဟာမောင်းပေါ့နော်ပေါက်လိုက်ဒါ A minor ကိုတီးမှာပေါ့နော် okay ပြီးကျွန်တော် F ပေါ့နော်ဆိုတော့ F ကိုဒီလိုမကင်တော့ကျွန်တော်ဒီတိုင်းကင်မှာပေါ့နော်ဆိုတော့ဒီပုံစံပေါ့နော်လက်တကြွယ်လက်ကလေးပြီးကျွန်တော်လက်ညှိုးနဲ့တင်းနဲ့ကိုဖြည့်မှာဒါ F ပေါ့နော်ပြီးကျွန်တော်လက်တန်းကိုအောက်ကိုထားထားမှာပေါ့နော်ဒီကြွယ်3ခွက်okay ပေါက်မယ်4ကြို3ကြိုပေါ့နော်နော်ဒီကောင်းလေးပေါ့3ကြိုရဲ့နှစ်ကွက်ဟမောင်းပြီးနေကြွရဲ့တစ်ကွက်ပေါ့နော်လက်ညှိုးပြီးနောက်ထပ်တီးမယ်ပြီးနေကြိုပြီး3ကြိုရဲ့နှစ်ကွက်ဒီကောင်းလေးပေါ့နော်okay ဆိုတော့ပြန်ရောင်းတီးကြည့်အောင်ကြတွေ့တဲ့ချင်းအဆက်ပေါ့နော် okay ဆိုတော့ခင်ဗျားဆုံးနေတာ intro ဒီခက်လေးနဲ့ပတ်သက်ပြီးတာတဘောတရားလေးပေါ့နော်ဒါလေးကိုနားလည်မယ်လို့ညွှန်လိမ့်ပါတယ်